ဒီရဲ့ design do ရဲ့ dress လေးကိုပတ်တန်လေးဆွဲတက်သွားရုံနဲ့ဘလို့အကျိုးကျေးဇူးတွေရရှိသွားမှာလဲဆိုနံပါတ်1တစ်ချက်ကာဝန်အောက်အကားရဲ့အကားလေးတွေကိုဘလို့လှုပ်ရတယ်လဲဆိုတာကိုတေချာပေါက်ရရှိသွားမယ်တခြားဘလို့ကာဝန်အကားမျိုးကိုပဲမဆိုလှုပ်တက်သွားမှာအတေအချာပါပဲဒုတိယတစ်ချက်ဒီအပြည့်အင်ဂျီမှာပုံကြလာပါဖို့အတွက်ဒီဂျိုင်းနေရာမှာဘလို့မျိုးလောက်ရတယ်လေဆိုတဲ့အချက်ကိုတေချာပေါက်ရရှိသွားမှာတတိယတစ်ချက်ကတော့ဒီမှာတောက်တွေအားလုံးဖျောက်ထားတယ်အားလုံးပဲမြင်လားပခုံးတောက်ဂျိုင်းတောက်ရင်ပင်တောက်အားလုံးကိုဖျောက်ပြီးတော့မှကာဝန်ရဲ့အောက်အကားနေရာကိုပို့ထားတာဖြစ်ပါတယ်ဒါကြောင့်မို့ကာဝန်ရဲ့အကားဒီပုံကြလာပနေရခြင်းဖြစ်တယ်ဒီအပေါ်မှာတောက်ဖျောက်တဲ့နည်းတွေကိုလည်းအားလုံးတက်မြောက်သွားမှာဖြစ်ပါတယ်တခြားကာဝန်တွေမှာလည်းဒီရဲ့နီလန်းကိုတွားပြီးအသုံးပြုလို့ရတယ်နောက်ထပ်တစ်ချက်ဒီရဲ့ပတ်တန်ကိုတိသွားရုံနဲ့ပိုက်ဖုံအင်ကြီးတွေထုတ်လို့ရမယ် night dress လေးတွေထုတ်လို့ရမယ်အခုရင်ခစ်စားနေတဲ့ sexy night dress တွေကိုကိုကကြိုးတလုံးလေးနဲ့ဇာလေးတွေနဲ့ချုပ်ပြီးတော့မှဒီပတ်တန်ကိုအသုံးပြုလို့ရတယ်နောက်ထပ်ပွဲတက်တဲ့အနေနဲ့လည်းဒီကာဝန်ကိုအသုံးပြုလို့ရသေးတယ်အပင်းဒီဇိုင်းတွေလက်ဒီဇိုင်းလေးတွေကိုထည့်လိုက်မယ်ဆိုရင်တက်ကာဝန်ထုတ်လို့ရတော့မှအတေအချာပါပဲဒီရဲ့ကာဝန်ပတ်တန်ကိုလေ့လာသင်ယူချင်တယ်ဆိုရင်တော့ dress pattern making online class တွေမှာလာရောက်လေ့လာသင်ယူလိုက်ပါအဲ့ဒီတင်တန်းထဲမှာအားလုံးနဲ့ဆုံချင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီချက်လင်းပါ